ဒီလိုပဲနာဖတ်စစ်ဆိုရဟာကျွန်တော်တို့တိုက်ပြည်မှာကျွန်တော်တို့တိုက်ပြည်ကဒီမိုကရေစီနိုင်ငံမဟုတ်သေးတဲ့အတွက်သူတို့နှုတ်ထွက်သူတို့ပတက်ကထွက်တဲ့စကားနဲ့သူတို့ဥပဒေပြုတဲ့ဒီဥပဒေနဲ့ပဲပြည်သူတွေကိုအနိုင်ကျင့်တယ်အခုလက်တွေ့ဖြစ်တာကျွန်တော်တို့ရခိုင်ပြည်မှာဟိုလာတော့မကြသေးဘူးဒီရပ်ပိုက်အတွင်းမှာဖြစ်တော့တာဒါမျိုးတွေအနိုင်ကျင့်တာဒီမတိုက်ခင်ဒီအခုလာအောက်ကုန်းလာဩဂတ်73ရက်နေ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတိုချုံမြို့မှာပဲအခမ်းအနားတစ်ခုကျင်းပခဲ့ပါတယ်1969ခုနှစ်ကတော်လှန်ရေးကောင်စီခေတ်မှာမဆလာခေတ်ရဲ့အစပေါ့အဲ့ဒီမှာရခိုင်လူတို့300ကျော်အသက်ခံရတယ်ငင်းချဲသောဆန္ဒပြတဲ့ဆန်ကိုရောက်ချပေးဖို့အတွက်ငင်းချဲသောဆန္ဒပြတဲ့အချိန်မှာရဲရဲဆက်ဆက်ပစ်တက်ပြီးတော့အသက်ခံလိုက်ရတယ်ဒါကိုချစ်ချင်းအပြင်စစ်ဆိုးရလူမျိုးစုတစ်ခုကိုလူမျိုးပြုံးတဲ့အထီးလူမျိုးစုတစ်ခုလူ300ဆိုတာနေတဲ့ပမာဏမဟုတ်ဘူးဒီလိုမျိုးဂျီနိုဆိုက်လုပ်တယ်လို့ပြောလို့ရတယ်ကျွန်တော်ကဥပဒေပညာရှင်လည်းမဟုတ်ဘူးဒါပေမဲ့နိုင်ငံတကာဥပဒေတွေကိုလေ့လာခြင်းရင်ဘယ်သူမှမသိနိုင်တယ်ဒီလိုမျိုးလူအစုလိုက်ပြုံလိုက်တက်ဖြတ်ခြင်းဟာဂျီနိုဆိုက်ပဲအခုလည်းပဲကလေးတွေကိုရခိုင်ကလေးတွေကိုမိဘမဲ့ကလေးတွေကိုရခိုင်မိဘမဲ့ကလေးတွေကိုရာသီဥတုနေရာဒေသတစ်ခုနဲ့တစ်ခုကရာသီဥတုတန်းနဲ့ရက်ခံရပါတယ်ကျွန်တော်တို့ဗမာပြည်မှာမဲတဲ့နဲ့ဆိုရင်ဘယ်လောက်ပူလဲစဉ်းစားကြည့်ဒီလိုမျိုး9နှစ်အောက်ကလေးတွေကိုနှုတ်သို့အရွယ်ကလေးတွေကိုဒီ highway ကားကြီးတွေနဲ့ highway လမ်းမှာပြည့်တဲ့ကားကြီးတွေနဲ့တင်ဆောင်ပေါ်တော့တယ်မိဝဲဖာဝဲဆယ်ဝဲမျိုးဝဲဒီလိုမိဘမဲ့ကလေးတွေကိုအတင်းအဓမ္မယူဆောင်တော့တယ်ဒီကလေးတွေကိုလည်းပြန်ပေးဖို့အတွက်ကျွန်တော်တို့တောင်းဆိုတယ်ဒီနေ့ကဒီလိုလှုပ်ခြင်းအပြင်စစ်ဆိုရရဲ့လှုပ်ရက်ဟာလူမဆန်ဘူးလူသားမဆန်ဘူးဆိုတာပြောချင်ပါတယ်ကျွန်တော်တို့ရခိုင်လူမျိုးတွေရခိုင်ပြည်မှာဖြစ်ပျက်တဲ့ဒီအမှုလိုပဲတခြားတိုင်းရင်းသားညီကိုမောင်နှမတွေဒီဗမာလူမျိုးတွေနေထိုင်တဲ့ဒေသတွေမှာရောကိုလူမျိုးပဲဖြစ်ဖြစ်ကိုဘာသာပဲဖြစ်ဖြစ်ဒီစစ်ဆိုရဟာလူမျိုးလည်းမရွေးဘူးဘာသာလည်းမရွေးဘူးဘယ်ဘာသာဖြစ်ဖြစ်ရှင်ဝါရောက်တော်လည်းရေးကိုကြည့်လို့ရှိရင်သိတာနိုင်ပါတယ်ဒါမျိုးတွေစစ်ဆိုရကကျူးလွန်တယ်ဒါပေမဲ့ဘယ်တော့မှအမှုမဲ့မပေါ်ဘူးဒီပြင်းဖြစ်ရမှန်ကိုကြည့်ရင်ဗမာလူမျိုးချင်းချင်းတက်ဖြတ်တာပဲနိုင်ငံကောင်းဆောင်တွေအမျိုးသားကောင်းဆောင်တွေဒေါ်အောင်ဆန်းစုကြည်တို့နိုင်ငံကောင်းဆောင်တွေဦးတင်ဦးတို့ဒီ NLD ကောင်းဆောင်တွေဒီလူတွေကိုလုံးကျန်တက်ဖြတ်တာဒါလည်းပဲဒီကိုလူမျိုးကိုတက်ဖြတ်တာပဲဒါမျိုးတွေကိုရခိုင်ပြည်ကကလေးတွေကိုဗမာပြည်ပို့ပလိုက်တယ်ဒီကလေးတွေရဲ့အနာဂတ်ကဘာဖြစ်လာမလဲလွယ်လွယ်နဲ့စဉ်းစားလို့ရပါတယ်ဒီကလေးတွေကိုလူမျိုးတစ်ခုကနေလူမျိုးတစ်ခုကိုတွတ်သွင်းမလိုက်ဘယ်လိုမျိုးဒါလည်းပဲနိုင်ငံတကာဥပဒေတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒါလည်းဂျီနိုဆိုက်လို့ပြောလို့ရတယ်လူအသက်ကိုအသက်တက်ပြီးတော့အပြတ်ရှင်းမလိုက်မှဂျီနိုဆိုက်လို့ပြောတာမဟုတ်ဘူးဒါပေမဲ့ဥပဒေပညာကိုကျွန်တော်နားမလည်ပေမဲ့စာအုပ်စာတမ်းတွေကိုဖက်ခြင်းအပြင်ဒီပြင်ပဘူးသုဒ္ဓတွေကိုချက်ချင်းချင်းအပြင်ဒါကဘယ်သူမှမသိနိုင်တဲ့ကိစ္စဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီနေ့ဆန္ဒပြတဲ့ကိစ္စမှာကျွန်တော်တို့ဒီနာဘစစ်ဆိုရရဲ့လုံရက်ကိုကျွန်တော်တို့လုံးဝဆန့်ကျင်ပါတယ်လုံးဝကန့်ကွက်ပါတယ်လာဘဆွေးထားတဲ့အမှုတွေကိုတကယ်လို့ဘုန်းကြီးမှာအပြစ်ရှိလို့ရှိရင်ဥပဒေအတိုင်းတန်ခါတော်တွေရဲ့ဝိနည်းတော်အတိုင်းဘုန်းကြီးကိုအပြစ်ပေးလို့ရတယ်ကျွန်တော်တို့စီကသိမ်းထားတဲ့ပစ္စည်းတွေကြောက်စာတွေပေးစာတွေပရပိုက်စာတွေရခိုင်ရင်ကျင်းမှုအမွေအနှစ်တွေပေးတဲ့ဗုဒ္ဓဆင်းလူတော်တွေရွှေတင်းကားတွေငွေတင်းကားတွေရားတွေအားလုံးကိုရခိုင်ပြည်သူတွေရဲ့လက်ထက်ကိုသုံးမဟုတ်ရခိုင်ရင်ကျင်းမှုပြတဲ့ကိုပြန်လည်ပို့ဆောင်ပေးဖို့တောင်းဆိုဆန္ဒပြခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်သင်္ကာဥချာခွဲဂျပန်ဌာနခွဲဆရာတော်ဦးဓမ္မဇောတိကမှာစကားလေးပြောကြားပေးပါလေးစားတော့ပြန်ကြားရပါတယ်သောကပြောသွားတဲ့အချက်လက်တွေအားလုံးဟာမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အနေအထားမျိုးဟာရခိုင်တမျိုးသားနဲ့ပတ်သက်တာမဟုတ်ပါဘူးမြန်မာတမျိုးသားလုံးနဲ့ပတ်သက်တာပါတော့သာသနာနဲ့ပတ်သက်မယ်ဆိုလို့သာသနာနဲ့ပတ်သက်လို့ရှိတယ်ဆိုလို့လည်းပဲဆိုလို့မြန်မာတနိုင်ငံနဲ့ပတ်သက်တာမဟုတ်ပါဘူးထေရဝါဒဗုဒ္ဓသာသနာတကူလုံးနဲ့ပတ်သက်နေတာထေရဝါဒဗုဒ္ဓသာသနာတကူလုံးနဲ့ပတ်သက်နေပေမဲ့ယနေ့
တရားနဲ့အညီမအုပ်ချုပ်တဲ့အဓမ္မဝါဒီတွေကြီးစိုးနေတဲ့ဖြစ်မျိုးမှာဘုရားသာသနာအမတမညှိုးမိန်နေထို့ဒီပဲနိုင်ငံတော်သံဃာမာနကဆရာတော်ကြီးများကလည်းပဲဒီလိုအဓမ္မဝါဒီကိုကျွတ်ရှင်ပြီးတော့အဓမ္မဝါဒီကိုကျွတ်ရှင်ပြီးတော့ဒီလုံနေတဲ့အချက်လက်အားလုံးကိုတနင်္ဂနွေလုံးနဲ့ခြုံပြီးတော့မသိမဟုတ်ပါဘူးသိပါတယ်တကယ်လုံထုံးလုံနည်းအရပြောမယ်ဆိုလို့ရှိရင်ဝိနည်းဓမ္မကအဓိကရုဏ်းတွေအရနိုင်ငံတော်သံဃာမာနကဆရာတော်ကြီးများကအရင်ဆုံးဓမ္မစက်လို့ခေါ်တဲ့ဝိနည်းတော်နဲ့အညီဆုံးဖြတ်ရမယ်တရားဥပဒေတွေဆိုတာရှိပါတယ်ဝိနည်းတော်နဲ့အညီသံဃာတော်ပိုင်းဆိုင်ရာကိုတရားဥပဒေနဲ့ဆုံးဖြတ်ပြီးမှအရပ်ဘက်ဆိုင်ရာဥပဒေတွေနဲ့ဆုံးဖြတ်ရတာအကယ်၍သံဃာတော်များနဲ့ပတ်သက်တဲ့ဝိနည်းဥပဒေတစ်ခုခုညှိစွန်းနေမယ်ဆိုလို့ရှိရင်ဝိနည်းဓမ္မကအဓိကရုဏ်းနဲ့ဆရာတော်သံဃာတော်များကနေပြီးတော့ဝိနည်းဆရာခုံရုံးတင်ပြီးတော့ဆုံးဖြတ်ပြီးမှဆရာတော်များဝိနည်းဓမ္မကအဓိကရုဏ်းရဲ့လူထုံးလုံနည်းနဲ့ညီဆုံးဖြတ်ပြီးမှအရပ်ဘက်ဥပဒေနဲ့ဆိုင်ရာကိုဆက်လက်ပြီးတော့သက်ဆိုင်ရာပုဂ္ဂိုလ်တွေထံအနှံရတာဖြစ်ပါတယ်။ယနေ့တော့ဒီလိုမဟုတ်ပါဘူး။သက်ဆိုင်ရာဆရာတော်ကြီးများဒီပင်လျင်အာဓမ္မဝါဒီပုဂ္ဂိုလ်တွေကြီးစိုးနေတဲ့ယနေ့လိုခေတ်အခါမျိုးမှာမိမိတို့ရဲ့ဓမ္မဝိနည်းတွေကိုခြေတန်းတင်ပြီးတော့ကျင့်သုံးခွင့်မရဘဲနဲ့မိမိတို့ရဲ့ဓမ္မဝိနည်းတွေရဲ့ရှေ့မှာအာနာဇက်ဆိုတဲ့အာဓမ္မဝါဒီပုဂ္ဂိုလ်တွေရဲ့မတော်မတရားပြုကျင့်နေတဲ့ဒီလိုအာနာဇက်ကရှည်သွားဖြစ်နေတဲ့အတွက်ကြောင့်အမတန်မှလည်းဆရာတော်ကြီးများစိတ်ထိခိုက်နေတာဖြစ်ပါတယ်။ဒါဆရာတော်ကြီးများဟာမသိလို့မဟုတ်ဘူးသိပါရဲ့သားနဲ့ဒီလိုအာဓမ္မဝါဒီပုဂ္ဂိုလ်တွေကနေပြီးတော့အန္တရာယ်ပြုလာမှာဆိုတာကိုဆရာတော်ကြီးများလည်းပဲအမတန်မှစိုးရိမ်ပါတယ်။ဒါကြောင့်ယနေ့ကနေစပြီးတော့ဆရာတော်ကြီးများဗျာဒီကိစ္စတွေဟာမြန်မာနိုင်ငံမှာယခုဖြစ်ပျက်နေတဲ့နေရာဒေသအသီးသီးမှာဖြစ်ပျက်နေတဲ့ကိစ္စတွေဟာအသေးပွဲမဟုတ်ဘဲနဲ့သာသနာတော်ရဲ့အန္တရာယ်ကြားရောက်နေပြီဆိုတာကိုဆရာတော်ကြီးများမှကြောင်းကြမဲ့မနေတော့မမူပဲနဲ့ဆရာတော်ကြီးများမှအရေးတယူပြုလုပ်ပြီးတော့ဓာတ်လောချင်းဖြစ်ပေါ်သွားတဲ့ရွှေတကုံအရှိမုတ်ကကျွေးနာပိဋကကျောင်းတိုက်တွေဒေါ်လာစင်ကျောင်းတိုက်တွေနောက်တစ်ခါစစ်တွေမျိုးကမဟာမုနိဗုဒ္ဓဝိဟာရကျောင်းမှာသတင်းသုံးနေတော်မူတဲ့ဆရာတော်ဥပညာစာရရဲ့ကိစ္စတွေနောက်တစ်ခါမနေ့တနေ့မှဖြစ်ပေါ်သွားတဲ့ဒဝဲမှာဖြစ်ပေါ်သွားတဲ့ဆရာတော်ဥပုံညရဲ့အတင်းအဓမ္မလူကိုလည်းချွတ်ခံရတယ်ဆိုတဲ့ကိစ္စတွေဟာသာသနာနဲ့ပတ်သက်ရင်ဘုရားပြည်တော်ရဲ့သာသနာကိုဒီအဓမ္မဝါဒီပုဂ္ဂိုလ်ရဲ့စော်ကားမှုကိုခံရပါတယ်ဆရာတော်ဘုရားကြီးများမှမျိုးစာကိုဦးစီးဦးဆောင်ပြုပြီးတော့ဝိနည်းတရားတော်နဲ့အညီဘုရားရဲ့တရားတော်နဲ့အညီပြန်လာပြီးတော့သုံးသပ်စီသက်ဆိုင်ရာအစိုးရကိုဆရာတော်ကြီးများမှခေါ်ယူဆုံးမပေးတော်မူပါရန်ဘုရားပြည်တော်ဒီနေ့ကနေလျှောက်ထားလိုပါတယ်ဗျာရခိုင်မိဘမဲ့ကလေးများရခိုင်တို့ကျန်ဖို့ပဲကျန်ဖို့ပဲ ရခိုင်မိဘမဲ့ကလေးများရခိုင်တို့ကျန်ဖို့ပဲကျန်ဖို့ပဲရခိုင်သမိုင်းဝင်ပစ္စည်းများရခိုင်တို့ကျန်ဖို့ပဲကျန်ဖို့ပဲရခိုင်သမိုင်းဝင်ပစ္စည်းများရခိုင်တို့ကျန်ဖို့ပဲကျန်ဖို့ပဲဦးပညာစာလာချက်ချင်းလို့ချက်ချင်းလို့ဦးပညာစာလာချက်ချင်းလို့ချက်ချင်းလို့အာမူရီဘုရားဝိဟာရကျောင်းချိန်ပေးမှုချက်ချင်းပြန်ဝင်ချက်ချင်းပြန်ဝင်အာမူရီဘုရားဝိဟာရကျောင်းချိန်ပေးမှုချက်ချင်းပြန်ဝင်ချက်ချင်းပြန်ဝင်မတရားထောင်ချတာတော့ရခိုင်ကျောင်းသားစတူဟာချက်ချင်းလို့ချက်ချင်းလို့မတရားထောင်ချတာတော့ရခိုင်ကျောင်းသားစတူဟာချက်ချင်းလို့ချက်ချင်းလို့